အားလုံးပဲမင်္ဂလာပါရှင် Moonlight Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် Part 2ကိုကိုစောင့်မနေပါနဲ့အာကာမင်းရဲ့ message ကိုဖတ်ပြီးဝင်းရမုံရဲ့မျက်လုံးထဲမျက်ရည်တွေပြေလာခဲ့တယ်မဟုတ်ဘူးဒါသူမဟုတ်ဘူးသူမကောင်းခါလိုက်တယ်အာကာမင်းကဒီလိုလူမျိုးမဟုတ်ဘူးလွန်ခဲ့တဲ့3နှလုံးလုံးသူမကိုဘယ်တော့မှစိတ်မနာစေခဲ့ဘူး Wedding Hall ထဲကဧည့်သည်တွေကတော့တိုးတိုးလေးပြောနေကြပြီးသူတို့သားထွက်ပြေးသွားတာလားမင်္ဂလာပွဲပြက်ပြီးထင်တယ်ဝင်းရမုံရဲ့နှလုံးသားနာကျင်လာခဲ့တယ်ရမုံသစင်တွေကပခုံးကိုလာကင်တယ်ငါတို့သူ့ကိုသွားရှာရအောင်ဝင်းရမုံကမျက်ရည်တွေတုပ်လိုက်တယ်ဟုတ်တယ်ငါအမှန်တရားသိချင်တဲ့နှစ်ယောက်သားလေစိတ်ကိုရောက်သွားကြတယ်သစင်တွေရဲ့တငယ်ချင်းပြောထားတဲ့ departure gate နေရာကိုသွားကြည့်တယ်ဒါပေမဲ့အာကာမင်းမရှိတော့ဘူးအဲ့ဒီအချိန်ဝင်းရမုံရဲ့မျက်လုံးကမြေကြီးပေါ်ကအရာတစ်ခုကိုသတိထားမိသွားတယ်သစင်ဒါမြေကြီးပေါ်မှာကျနေတဲ့လက်ကောက်နာရီတစ်လုံးအဲ့ဒါအာကာမင်းအမြဲဝတ်ထားတဲ့နာရီဘာလို့ဒီမှာရှိနေတာလဲဝင်းရမုံကောက်ယူလိုက်တယ်။နာရီရဲ့နောက်ဖက်မှာချစ်ရအစ်စ်တွေရှိနေတယ်။တိုက်ခိုက်ခံထားရသလိုသစင်တွေရဲ့မျက်နှာကရုတ်တရက်ပြောင်းလဲသွားတယ်။ရမုံငါတို့ထင်ထားတာမှားနေနိုင်တဲ့အာကာမင်းထွက်မပြေးခဲ့တာလည်းဖြစ်နိုင်တယ်။ဝင်းရမုံအေးခဲသွားတယ်။ဘာကိုဆိုလိုတာလဲ။အဲ့ဒီအချိန်မှာပဲ unknown number တစ်ခုကဝင်းရမုံစီဖုန်းဝင်လာတယ်။သူမတုံရီတဲ့လက်နဲ့ကင်လိုက်တယ်။ဟဲလိုဖုန်းတစ်ဖက်ကအတန်တစ်ခုထွက်လာတယ်။အာကာမင်းကိုအသက်ရှင်လျက်ပြန်တွေ့ချင်ရင်ရဲကိုမတိုင်နဲ့